ဒီချက်ကိုအမေးများတဲ့မေးခွန်းနေတဲ့ကတခုကတော့ဒီချက်ထိုင်းနိုင်ငံမှာ marketing လုပ်ရတာအရန်ခက်သလားပြီးရင်ထိုင်းနိုင်ငံမှာ company ဖွင့်ဖို့တော့ operation တွေက processing တွေကအရန်ရှုပ်ထွေးလာလို့ဒီချက်ကိုမေးကြရပေါ့နော်အဲ့မှာပထမဦးဆုံးဒီချက်က company registration လုပ်တဲ့အခါမှာအရေးကြီးဆုံးအချက်ကဟုတ်တယ်ဒီချက်တို့ documents တွေလိုတယ်ပြီးတော့ company name တွေသတ်မှတ်ပေးဖို့လိုတယ်သို့တော့အရေးအကြီးဆုံးသောအချက်က company profile ဖြစ်ပါတယ်အဲ့တော့ကိုဒီဘဲ company ကိုဖွင့်မှာလဲ service company လား logistic လားဒါမှမဟုတ်ဘူးဆိုရင်စားတောက်ဆိုင်ကိုဖွင့်မှာလားဒါမှမဟုတ်ဘူးဆိုရင်ဒီချက်လို hotel resort တွေကိုဖွင့်မှာလားကိုယ့်ရဲ့ company profile အရန်အရေးကြီးပါတယ်ဒါမှသာနေဒီချက်တို့ visa run တဲ့အခါမှာ labor office မှာဒီချက်တို့ကဒီ non-B visa အတွက် work permit တွေ run တဲ့အခါမှာဒီ company profile ကအရန်ကိုအရေးကြီးသောအချက်အနေနဲ့တို့ကကြည်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ company profile မှာ mission တွေကိုအဓိကသတ်မှတ်ထားပေးဖို့လိုပါတယ်နောက်တစ်ချက်က marketing လုပ်တဲ့အခါမှာခက်လားလို့မေးတာပေါ့နော် marketing လုပ်တဲ့အခါမှာအမှန်တိုင်းပြောရင်တော့ဒီချက်ခတ်ပါတယ်ဒို့တော်လည်းပဲဒီချက် networking ကောင်းကောင်းလုပ်တတ်မယ်ဆိုရင်ဒီချက် marketing လုပ်တဲ့အခါမှာအခက်တွေကဒီချက် difficulty တွေကိုဒီချက်ဘာလို့လုပ်လို့ရလဲဆိုရင် overcome လုပ်လို့ရပါတယ်အဲ့တော့ပထမဦးဆုံးတစ်ချက်ကဒီချက်အနေနဲ့က B2B business ကိုအရင်ဆုံးစလုပ်ခဲ့တယ်ဒီချက်တို့ဒီကိုယ့်ရဲ့ business ကို customer စီတိုက်ရိုက်မသွားဘဲနဲ့ကိုယ့်ရဲ့ business ကိုကိုယ့်ရဲ့competitor တွေကိုပေါ့နော်ဒီချက် cooperation လုပ်ပြီးတော့ B2B business ကို strong ဖြစ်အောင်လုပ်ခဲ့တဲ့အတွက်ကြောင့် marketing process တွေလုပ်တဲ့အခါမှာလွယ်ကူကူနဲ့ဒီချက်တို့တွေ marketing လုပ်နိုင်ခဲ့တယ်အခုဒီချက်တို့အရင်တော့လုပ်ခဲ့တဲ့ event တွေဆိုလို့ရှိရင်ဒီချက်လိုချင်တဲ့ target တွေကိုဘာဖြစ်လဲ meet ဖြစ်ခဲ့ပါတယ်ဒါသည်ဒီချက်ရဲ့ B2B business strong ဖြစ်လို့ပဲဖြစ်ပါတယ်အဲ့တော့ဒီမေးခွန်းလေးကိုဖြေပေးလိုက်ပါတယ်ကို့အနေနဲ့ထိုင်းနိုင်ငံမှာ business စတင်နေစနေပြီး marketing process တွေကအရန်ရှုပ်ထွေးပြီးတော့ customer မလာဘူးဖြစ်နေရဆိုရင်ဒီချက်တို့အခုဖွင့်မဲ့strategic entrepreneurship and career success masterclass လေးကို free join မှုအတွက်ဒီချက်ဒီနေ့ကနေဖိတ်ခေါ်လိုက်ပါတယ် Have a beautiful day see you